Disney ကနှစ်ပေါင်း100ကျော်ကြာကမ္ဘာတဝန်းကကလေးတွေနဲ့မိသားစုတွေကိုအကောင်းဆုံးဖျော်ဖြေမှုတွေပေးခဲ့တဲ့ Entertainment Empire ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။2020ပြည့်လွန်နှစ်တွေရောက်လာချိန်မှာတော့ Disney ကတဖြည်းဖြည်းပြိုလဲလာခဲ့ပါတယ်။ Box Office မှာစံချိန်တင်ရှုံးနိမ့်မှုတွေနာမည်ကြီး franchise တွေပေါ်ပရိသတ်တွေရဲ့ငြင်းငွေ့လာမှုတွေနောက်ပြီးသူတို့ရဲ့ audience တွေကိုတော့ရန်သူတို့သဘောထားလာရဆိုတဲ့ဝေဖန်မှုတွေပါထွက်ပေါ်လာခဲ့ပါတယ်။ Disney ကဘာကြောင့်ဒီလိုအခြေအနေထိရောက်လာခဲ့တယ်ဆိုတာကိုအဖြေရှာဖို့အတွက်သူတို့ရဲ့အတိတ်သမိုင်းကိုပြန်သွားကြည့်ရအောင်ပါ။ Disney ကုမ္ပဏီကို1923ခုနှစ်မှာ Disney ရဲ့ခေါင်းစဉ်ဖခင်ကြီးဖြစ်တဲ့ Walt Disney ကစတင်တည်ထောင်ခဲ့ပါတယ်။ Walt Disney ရှိနေတဲ့အချိန်မှာတော့ Disney ဟာတာမန်စီးပွားရေးကုမ္ပဏီတစ်ခုထက်အမှုပညာနဲ့စိတ်ကူးယဉ်မှုကိုဦးစားပေးတဲ့နေရာတစ်ခုနဲ့ပို့တူခဲ့ပါတယ်။1928ခုနှစ်မှာ Walt Disney ဟာအတန်နဲ့ရုပ်ပုံတစ်ထပ်ထဲကြောင်အောင်ပေါင်းစပ်ထားတဲ့ animation technology အသစ်ကိုဖန်တီးနိုင်ခဲ့ပြီးကမ္ဘာကျော် Mickey Mouse character ကိုမူဖွားပေးခဲ့ပါတယ်။အဲဒီနောက်မှာ Jingle Bell, Cinderella, Donald Duck တို့လို iconic character တွေကိုစတိုက်ဖန်တီးနိုင်ခဲ့ပါတယ်။ Walt Disney ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။အဖြစ်နိုင်တာတွေကိုလောက်ရတာပြောစရာကောင်းတယ်။အဲ့ဒီစကားအတိုင်းပဲဒီပညာခက်ခဲတွေအများကြီးရှိနေတဲ့ခင်မှာတော့လူတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့ຢာတွေကိုသူကဖြစ်အောင်လုပ်ပြသွားခဲ့ပါတယ်။ Disney ရဲ့ရုပ်ရှင်တွေဟာ animation သက်သက်မဟုတ်ခဲ့ပါဘူး။ multi-plane camera လိုမျိုးလက်ရှားနဲ့မြင်ကွင်းတွေကိုဖန်တီးနိုင်တဲ့ technology တွေလှပတဲ့ music တွေ audience တွေရဲ့စိတ်ခံစားမှုကိုအမိအယဖန်ဆုပ်နိုင်တဲ့ storytelling တွေကိုပေါင်းစပ်ထားတဲ့သမိုင်းဝင်လက်ရာဖြစ်ခဲ့ပါတယ်။ဒီလိုဖန်တီးမှုတွေကြောင့်ပဲ Walt Disney က Golden Globe Award 2 ဆုနဲ့ Emmy Award 1 ဆုကိုရရှိခဲ့တယ်လို့သူ့ရဲ့ animation တွေကလည်းအကောင်းဆုံး animated film ဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ Disney ကိုတည်ထောင်ပြီး43နှစ်အကြာမှာတော့ Walt Disney ကကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ Walt Disney ကွယ်လွန်ပြီးနောက်မှာသူ့ရဲ့ညီဖြစ်သူ Brian Disney ကကုမ္ပဏီရဲ့တာဝန်ကိုဆက်ခံခဲ့ပါတယ်။1989ခုနှစ်ကနေ1999ခုနှစ်အတွင်း Disney ဟာ The Little Mermaid, Beauty and the Beast, The Lion King, Aladdin နဲ့ Tarzan တို့လိုအမှုပညာမြောက်တဲ့ masterpiece film တွေကိုစတိုက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Walt Disney ချမှတ်ခဲ့တဲ့အမှုပညာလမ်းကြောင်းတိုင်းရှောင်လန်းရင်း Disney ဟာကမ္ဘာရုပ်ရှင်လောကမှာရွှေခေတ်တစ်ခုကိုထပ်မံအောင်မြင်စွာတည်ဆောက်ပြနိုင်ခဲ့ပါတယ်။အောင်မြင်မှုတွေတရိပ်တက်နေချိန်2005ခုနှစ်မှာတော့ Bob Iger က Disney ရဲ့ခေါင်းဆောင်နေရာကိုရောက်ရှိလာပါတယ်။အရင်ကဆိုရင် Disney ဆိုတာကိုပိုင်စိတ်ကူးယဉ်မှုနဲ့တည်တွင်ဖန်တီးမှုကိုပဲအသက်သွင်းတဲ့ကုမ္ပဏီတစ်ခုပါ။ Bob Iger လက်ထက်မှာတော့ကိုပိုင်စမ်းတစ်တီထွင်တာထက်ဈေးကွက်ထဲကပြိုင်ပွဲတွေကိုဖယ်ရှားပစ်ဖို့နဲ့အခြားကြီးစားစတူဒီယိုကိုဝယ်ယူပြီး Emperor တစ်ခုလိုချက်ထွင်တဲ့နည်းလမ်းကိုသူရွေးချယ်ခဲ့ပါတယ်။ Pixar, Marvel, Lucasfilm တို့လိုနာမည်ကြီးစတူဒီယိုကိုဒေါ်လာဘီလီယံပေါင်းများစွာဝယ်ယူပြီး Disney လက်အောက်မှာစုစည်းခဲ့ပါတယ်။ဒီဝယ်ယူမှုကြောင့်ပဲ Apple ရဲ့ခေါင်းဆောင် Steve Jobs ဟာ Disney ရဲ့အကြီးဆုံးတူးရဲသောရှယ်ယာချင်းဖြစ်လာခဲ့ပါတယ်။နောက်ပိုင်း2019ခုနှစ်မှာတော့ 20th Century Studio ထိပါ Disney ရဲ့လက်အောက်ကိုထည့်သွင်းခဲ့ပါတယ်။အစပိုင်းမှာတော့ဒီအစီအစဉ်ကအမခန်းအောင်မြင်ခဲ့ပါတယ်။ Marvel ရဲ့ Superhero တွေ Pixar ရဲ့ရေနက်ထိတဲ့ဇာတ်လမ်းတွေနဲ့ Star Wars ရဲ့ကမ္ဘာကျော် franchise တွေက Disney ကို Hollywood ရဲ့ဘင်ကြီးတစ်ပါးလိုဖြစ်လာစေခဲ့ပါတယ်။ဒီလိုအရှိန်အဟုန်နဲ့ချက်ထွင်မှုနောက်ွယ်မှာ Disney အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေစောင့်ကြိုနေကြတာတော့ဘယ်သူမှမတွေးမိခဲ့ကြပါဘူး။2000ပြည့်နှစ်ကနေအခုချိန်ကြီးကြည့်လိုက်ရင် Disney အနေနဲ့ရုပ်ရှင်ကားပေါင်းရာရှိထုတ်လုပ်ခဲ့ပေမဲ့ Walt Disney Animation Studio ကထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်တွေကတော့လက်ချိုးရီလိုရောက်ထိပဲရှိပါတော့တယ်။အဲ့ဒီတဲကမှ remake နဲ့ sequel တွေကိုဖယ်လိုက်ရင်တကယ်ကိုစိတ်ကူးတင်တဲ့ဖန်တီးထားတဲ့ဇာတ်လမ်းသစ်တွေကအရန်ကိုနေပါသွားပါတယ်။ဒီအရှင်တွေကိုအထင်ရှားဆုံးမြင်ရကတော့ Wish ရုပ်ရှင်ပါပဲ။ Disney ရဲ့နှစ်တရာပြည့်အထိမ်းအမှတ်ဆိုပြီးဒေါ်လာတန်း200ကျော်ထိအကုန်ကျခံယူခဲ့ပေမဲ့ရလဒ်ကတော့မျှော်လင့်လောက်မအောင်မြင်ခဲ့ပါဘူး။ပရိသတ်တွေကတော့ဒီကားမှာ Disney ရဲ့အရင်ကလိုအသက်ဝင်တဲ့ဇာတ်လမ်းမျိုးမရှိတော့ဘူးလို့ဝေဖန်ခဲ့ကြပါတယ်။ Animation ကလည်းစိတ်ဝိညာဉ်မပါတဲ့စိတ်ဥဆောင်တဲ့ဖန်တီးထားတဲ့လက်ရာတစ်ခုဖြစ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။ Disney ကကိုပိုင်ဖန်တီးမှုတွေမှာအားနည်းလာတဲ့အခါအရင်ကအောင်မြင်ခဲ့ပြီးသား classic ဇာတ်ကားဟောင်းတွေကို live action ဖြစ်ပြန်လည်အသက်သွင်းမှုစူးစမ်းလာခဲ့ပါတယ်။လက်တလောထပ်ရှိထားခဲ့တဲ့ Snow White live action နဲ့ပတ်သက်ရင်တော့ပရိသတ်တွေကြားမှာအကြီးကျယ်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။အဓိကအချက်ကတော့ဇက်ဆောင်မင်းသမီးကိုယ်တိုင်ကမူရင်း Snow White ဇာတ်လမ်းကိုခင်းနောက်ကျနေပြီလို့ပြောဆိုခဲ့ပြီးမင်းသားနဲ့မင်းသမီးတို့ကြားကအချစ်ဇာတ်လမ်းကိုလည်းခေတ်ကာလနဲ့မကိုက်ညီတော့ဘူးလို့ဝေဖန်ခဲ့ပါတယ်။အဲ့ဒီအတွက်ဇာတ်လမ်းကိုမင်းသားကိုစောင့်မျှော်နေရတဲ့ပုံစံမျိုးကနေကိုရှောက်ပေါ်ကိုရက်တည်တဲ့ခေါင်းဆောင်ပုံစံမျိုးပြောင်းလဲရခဲ့တယ်လို့အခုလေး9ယောက်နေရာမှာလဲ
CGN တွေနဲ့အစားထိုးခဲ့ပါတယ်။ရလက်အနေနဲ့ကတော့ပြည်သက်တွေကမူရင်းအနှစ်သာရကိုဖျက်ဆီးလိုက်တာလို့ပြင်းထန်ဝေဖန်ခဲ့ပြီး box office မှာပါကြီးမားတဲ့အရှုံးကိုရင်ဆိုင်ခဲ့ရပါတယ်။အရေးသွေးထက်အရေးသွက်ကိုပိုဦးစားပေးလာခြင်းမှာတော့ Marvel နဲ့ Lucasfilm တို့လို franchise တွေတောင်မှပြည်သက်တွေရဲ့ဝေဖန်မှုကိုစတိုက်ခံခဲ့ရပါတယ်။ Disney ကဖန်တီးမှုအသစ်တွေနဲ့ရှီပြီးသားတွေကိုအလွယ်တကူမြင်ရနေတာဟာဒီရှင်မှာ Disney ရဲ့အနာဂတ်အတွက်သတိပေးချက်တစ်ခုပါပဲ။ဒါကြောင့်ခင်ဗျားတို့အနေနဲ့ရင်က classic ဇာတ်လမ်းတွေကိုပဲပြန်လည်မျှော်လင့်နေရလား။ဒါမှမဟုတ် Disney ရဲ့ဒီလိုမျိုးအပြောင်းအလဲတွေကိုပိုသဘောကျနေသလားဆိုတာခင်ဗျားတို့ရဲ့အမြင်လေးတွေကို comment မှာရေးသားပေးကြပါဦး။